မလားငယ်ချင်းနေအဲ့နဲ့ချာစီလေးဒါပေါင်းရင်မတန်းနဲ့ပေါ့နော်နဲ့ချာစီလေးကျွန်တော်ပြသပေးပါမယ်ဒီမှာရောက်ကပ်ပေါ့နော်ဒီနေ့ကျော်တော့6395ဒီနေ့ကျော်တော့258ဒီနေ့ကျော်တော့360ပေါ့နော်ထိတိုင်းမှာထိတ်စီးလေတိုင်းနောက်ပိတ်ဆိုပြီးတော့3လိုင်းခွဲပြီးပြပါမယ်နော်3လိုင်းနှလုံးဒီကလင်နာတစ်ဆိုင်သေးဆိုရင်ရှုပ်သွားမှာတို့လို့ကလင်နာ3မျက်နှာနဲ့ဒါအလေတိုင်းထိတ်စီးလေတိုင်းနောက်ပိတ်ကိုတစ်လုံးချင်းကိုပြပေးပါမယ်နော်ဒီ556ဒီ9 6တက်ဒီလေး9လေး333ဒီ3 943 6ပေါ့နော်9ရဲ့4ရဲ့3ရဲ့ပေါင်းရင်6ပေါ့1ရဲ့1ရဲ့5ရဲ့ဒီခွန်1ရဲ့5ရဲ့9ရဲ့ဒီ5ခွန်5 6ရဲ့ခွန်ရဲ့2ရဲ့ဒီ5ခွန်5ဒီခွန်ပေါ့နော်6ခွန်စီနေရန်ပြေးမှာပေါ့နော်9ရဲ့6ရဲ့2ရဲ့ဒီခွန်8ရဲ့ခွန်ရဲ့8ရဲ့ဒီ3ခွန်3 5ရဲ့ခွန်ရဲ့6ရဲ့ဒီ8ခွန်3 8ဒီ8 6ခွန်8 6ခွန်8 9နဲ့ရိုက်အောင်ပေါ့နော်5နှစ်ခွန်ဒီ4 5နှစ်တက်ဒီ8 4 8 5 6 6ဒီခွန်4 8ခွန်ဒီ9ပေါ့နော်ကျွန်တော်ဒီထိပ်စီးရိုက်တဲ့လိုင်းက6ခွန်8 9လို့ရိုက်ဖို့အတွက်6ထိပ်ပါနော်ခုနလိုင်းပါပဲနော်ဒါအလဲတိုင်းလိုင်းပေါ့နှစ်ချားစီရောပဲနော်အလဲတိုင်းလိုင်းက8ဖြစ်ချင်း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 နဲ့ရိုက်မှာပေါ့နော်8နဲ့3ဒီ3 4 4ဒီ9 3 9 4 6 6ဒီ6 3 9 6ပေါင်းတော့8ပေါ့နော်ဒီ6 6ဒီ3 3 5 6ဒီ4 3 4 2 4 5ဒီ1 3 4 1ဒီ8ပါပဲနော်ခွန်ဒီ3 6 3ညာခွန်ဒီ3 3 3 1 1 3ညာဒီ2ဒါ3 3 2ဆိုတော့လေ8ပါပဲနော်9 5ခွန်ဒီ1 3ညာ9 8ဒီခွန်1ခွန်3ညာ4 6ဒီ3ညာ1ခွန်3ညာမှာနော်1ခွန်3ညာမှာ8လို့ဖြစ်မှာ6ခါပေါ့နော်8ဖြစ်ချင်း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 နဲ့6ခါ6ထိပ်6ခါပေါ့နော်နောက်ပိတ်လိုင်းမှာပဲနော်4 3 2 1နဲ့ပေါ့4 3 2 1နဲ့ပေါ့ဒီရှိတော့ကြသည်9ဒီရှိနှစ်ဒီနှစ်9နှစ်9 4 3ကြသည်3 9နှစ်3ဒီ4ပါနော်4ပြီးတော့3ပေါ့ခွန်4ခွန်ဒီ8 1 3ညာခွန်ဒီ8 8 8 3 6 8ဒီခွန်8 8ခွန်ဆိုတော့ပေါင်းရင်3ပေါ့နော်4 3နှစ်နှစ်ဒီ9 1 8နှစ်ဒီ1 5 1ခွန်4 5ဒီ6 5 1 6ဒီ2 4 3နှစ်1ပေါ့နော်3 3 3ညာဒီ6 4 3 4ဒီ1 6 1 3နှစ်9ဒီ4နော်6 1 4ဒီ1 4 3 နှစ်
တစ်လို့ရိုက်ဖို့အတွက်ကကိုနောက်ပိတ်ပေါ့နော်6ခွန်8 9လို့6ခွန်8 9လို့ရိုက်တာ6ထိပ်ပေါ့နော်8လို့ရိုက်တာ6ခါ4 3 2 1 4 3 2 1လို့ရိုက်တာ9ပိတ်6ထိပ်6ခါ9ပိတ်669ပေါ့နော်669ပါ6ခွန်8 9လို့ရိုက်တာ6ထိပ်8လို့ခါရိုက်တာ6ခါ4 3 2 1လို့နောက်ပိတ်ရိုက်တာ9ပိတ်669ပေါ့နော်ဒါထိပ်စီးလေနောက်ပိတ်ရိုက်တဲ့စနစ်ရှေ့ဖြစ်ခြင်းထိပ်စီးလေနောက်ပိတ်ရိုက်တဲ့စနစ်ရှေ့ဖြစ်ခြင်းထိပ်စီးလေနောက်ပိတ်ရိုက်တဲ့စနစ်ရှေ့ဖြစ်ခြင်းထိပ်စီးလေနောက်ပိတ်ရိုက်တဲ့စနစ်ဒီရှေ့ဖြစ်ခြင်းနဲ့ပဋိတစ်ပေါ့နော်ပဋိတစ်7 21ပေါ့အဲ့မှာ6ထိပ်ကိုကြိုက်လို့ပေါ့နော်6ထိပ်ကိုအငြိမ်ယူပြီးတော့ပရိတ်7 21နဲ့အရန်နိုင်ပါတယ်နော်ဒီ line လေးကနေဒီကွက်ချက်ပေးမယ်ဆိုရင်တော့66ကိုတဲ့ all လိုက်ပါနော်ကျွန်တော်မင်းတတ်တာပါ organ နေပို့ပေးရမယ်ဆိုရင်39 990 992 118ဒုတိယ6လ9000ပဲယူပါတယ်နော်ဟုတ်ကဲ့ပြီးလဲအဲ့ဒီဖုန်းပါပဲနော်